စာမတော်တာစာညံ့တာနဲ့ပတ်သက်ပြီးတော့မိမိတွေကိုပြောပြချင်တာကစာနဲ့ပတ်သက်ပြီးတော့လွတ်ထားတယ်ဆိုတာထက်ကိုယ့်ရဲ့ကလေးကိုလုံးဝဖိအားမပေးပါနဲ့ဒီမှာငယ်တုန်းကကျောင်းမှာစာအရမ်းညံ့တဲ့အထက်မှာပါတယ်တငယ်ချင်းကစာလဲညံ့တယ်ပကြီးဆွဲပြီဆိုလဲတငယ်ချင်းကအရန်တော်တယ်သူ့လိုမျိုးဖြစ်ချင်တယ်လိုက်ဆွဲတယ်တခြားစီပဲလုံးဝမတူဇမတို့ကပကြီးဆိုလဲအရန်ညံ့တဲ့အထဲမှာပါတယ်ဒါပေမဲ့ဇမမှာအားတာချက်တစ်ခုကတော့ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်မိဘဖိအားပေးတာလုံးဝမရှိဘူးဆယ်တန်းမှာဆိုရင်လည်းမကြယုံတမယ်ပဲပေါ့နော်ဒီလိုမျိုးအမှတ်တွေနဲ့ပဲအောင်ခဲ့တဲ့သူတယောက်ဖြစ်တယ်ဒီမှာပြောပြချင်တာက small business စလုပ်တဲ့အချိန်မှာအများကြီးမရှိရှိသူများရှိကအကျွေးယူပြီးတော့တောင်းမှပဲကို business တစ်ခုကိုတိစောက်နိုင်တဲ့သူတယောက်ဖြစ်ခဲ့တယ်လုံးဝဖြတ်ထုံးညံရှိတဲ့သူတယောက်လို့ပြောလို့ရပါတယ်ဖြတ်ထုံးညံကမွေးရပါလဲဖြစ်တယ်ကိုလည်းလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကလေးတယောက်ဖြစ်တယ်အဲကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိမိတွေကကိုယ့်ရဲ့ကလေးကဘယ်နေရာမှာထူးချွန်နေလဲဘယ်နေရာမှာထက်မြက်နေလဲဆိုတာလုံးဝအကဲခတ်ပြီးတော့သူ့ကိုလမ်းကြောင်းလေးတက်ပေးသွားမှာပဲဖြစ်ပါတယ်ကိုကလေးကစာညံ့လို့တခြားအချက်ပြုတ်ပိုင်းဖြစ်ဖြစ်လက်မှုပညာဖြစ်ဖြစ်တော်နေတာဆိုတာမေမေတို့သိထားရမှာပဲဖြစ်ပါတယ်ကလေးကိုစာတစ်ခုတဲ့အတွက်ဖိအားတွေလုံးဝမပေးပါနဲ့ကလေးတိုင်းမှာထူးချွန်တဲ့အရာရှိတယ်ဆိုတာလုံးဝမမေ့ပါနဲ့